ဒီနေ့မှာတော့ဈေးတွေကနေဘိုင်းချက်စရာလေးတွေဝယ်ခဲ့လဲပြောပြပါမယ်တို့စရာဝယ်လာပါတယ်ဒီဟာလေးကတော့ပေါက်ပန်းပြူရွက်ရဲ့ပေါ်စကိုင်းရွက်ရဲ့3စီကို900ပဲပေးရပါတယ်ရှင်ဒါတည့်ရသည့်စိန်စားသည့်ပါစိန်စားသည့်လေးတွေကလည်းဈေးချုံနေပါပြီတစ်လုံး100နဲ့900ပို့6လုံးရခဲ့ပါတယ်တခွားသီးလေးတွေကတော့1000မိုး3လုံးပါရှင်ဒါချက်သွန်နီကတော့လေမြစ်သားဦးတဲ့တပိတ်သားအောင်2500ပေးခဲ့ရပါတယ်ဒီကျူဘူးလေးကတော့တစ်စီးကို1500ပေးရပါတယ်ခရမ်းသီးလေးကတော့အစိတ်သားကို800နဲ့ဒီဟာ1000မိုးပါညှစ်ချင်လေးကတော့အစိတ်သားကို2500ပေးခဲ့ရပါတယ်ရှင်ဒီကတော့မိုးကုတ်လက်ဖက်ပါမိုးကုတ်လက်ဖက်ကသူက10သားကို2500တဲ့ကော်တခါသီးကတော့တစ်လုံး900နဲ့နှလုံး1000မိုးပါနောက်ဝက်သားဝယ်လာတာဒီတစ်ခွက်ကိုလေ1000မိုးနဲ့ဒီဝက်သားအလုံးပေါင်း3000မိုးပါဝက်သားတွေကိုလေရေဆေးတန်းစင်အနေရောတုံးတက်ပြီးတော့ခါကြတော့တချို့တော့ကိုချက်လိုက်မယ်တချို့ကိုကျတော့ရေလက်တက်တာထဲမှာထည့်ပြီးတော့ခါကြတော့တင်ထားလိုက်ပါမယ်ရှင်ဒီနေ့ချက်တဲ့ဟင်းလေးတွေကိုတော့လေနောက်ဗီဒီယိုလေးတစ်ပုံမှပြန်ပြီးတော့တင်ပေးပါမယ်နော်အားလုံးကျေးဇူးပါ